ဆိုကေကျွန်တော်တိုက်တာခေါင်အပိုင်းကိုလာရအောင် Theory 1452B အရှုံးဝက NASA TESS telescope ကိုအသုံးပြုပြီး main ခွန်ကရီကဖရလာရအချိန်မှာကရီအလောင်းရောင်ကိုဇာလောင်ရွောလေဆိုဆိုကိုတိုက်တာဆိုဖိုက်ပါရနားလျောင်ပရောက Theory 1452B ကကဘာသာတိုက်တာသမားခေါဆာကရီလို့ဆိုလိုရပါရ Dread to Mars အနေနဲ့ကဆိုရင် SPI ROU ပိုင်အဆောင်မကရီယာတီနဲ့တိုက်ရအချိန်မှာကဘာသာလေဒသမရှိုက်စာပိုလီလို့ပြောပါရဆိုကေအထာကအရှာနရှာကိုပေါက်ဆက်ကြည့်လိုက်ဖို့ဆိုပြီးကျွန်တော် Theory 1452B ကတိတ်တိဆာမှာ9.gram per centimeter ကျူရှိရလို့ပေါ်ထားခဲ့ပါရကျွန်တော်သိပနေကြနိုင်ရှင်ချာကဆိုပြီးရခေနဲ့ကျွန်တော်ကြောက်တုံးကိုပရိုလိုရပွင့်နဲ့ကျွန်တော်ကဘာကကြောက်တုံးဆိုပြီးရရီကဘာကို Theory ကိုရခေတုံးလို့မလို့ကီလိုရ Theory 1452B ကကဘာပဲကြောက်သားတင်းနဲ့လုံးဝဖွေစေထားဖို့ဆိုပြီးတိတ်တိဆာကအများကြီးလီဖို့ဆိုတော့ကိုလေကျွန်တော်ဒီမှာနိုင်ရှင်ထားခဲ့တယ်ပေါ်နေဆိုကေရီတူပမာနိုင်ရှင်ချာကိုလာကြရအောင်ပါကျွန်တော်ကဘာနဲ့ Theory နဲ့နိုင်ရအချိန်မှာတိုင်အရှိုး35ပါရကျွန်တော်ကဘာကိုအပရာရောကိုလို့ခေါ်ခဲ့ပြီးကျွန်တော်တို့ကဘာက recognize ရခိုင်နှုန်းနဲ့လွှဲမို့ထားရလို့ပြောမလားဆိုကေရောင်ကအပေါ်ရင်တီးလို့ပရိုလိုရာရကိုနေဆိုင်ဆိုကေအိန္ဒိယမှာ projection အရှာတခြားကရှိလာပါပြီရီကဘာလို့ပြောလိုက်တဲ့အတွက်နဲ့ကျွန်တော်တို့ကဘာနဲ့ရီထူကိုနိုင်ရှင်ရဖို့အဆောင်ကိုအိန္ဒိယမှာရောက်လာပါရကျွန်တော်ကဘာကိုအပရာရောကိုလို့ခေါ်လိုရရဇာဘလို့ဆိုကေခနိုင်စီရခိုင်နှုန်းကိုရီတီနဲ့လွှဲမို့ထားရတော့ကြောင်းပါအင်္ဂလိပ်ရကိုနဲ့နိုင်ဖို့ဆိုကေကျွန်တော်တို့ကဘာက1/13လို့ပရိုလိုရပါတယ်တိုင်အရှိုး30ပါရီရခိုင်နှုန်းနဲ့ဆိုကေကျွန်တော်တို့ခနိုင်စီရခိုင်နှုန်းလွှဲမို့ထားရဆိုကိုတိုင်ရခိုင်နှုန်းနဲ့ပရိုလိုရပြီးရကိုက30ရခိုင်နှုန်းရှိလို့ projection ဆိုပါဆိုကေကျွန်တော်တို့ Theory 1452B ကိုအမေတကရီကဘာ primer price ကိုအတေပူဖို့တော့ James Webb Agatha Telescope price တွေ GWST ကိုအဆုံးရှားရအတွက်နဲ့ GWST ကအဓိကခန့်ငနာကပါဝင်လာပါရအင်းမှာတာတဲ့ရောင်စိန်လေးလာရပညာ spectroscopy ကိုလေးလာတာကိုအပိုင်းကိုရောက်လာပါရဆိုကေကန်ကောင်းစောကကျွန်တော်တို့Theory 1452B ကမောက်ဖကောက်ငယ်ငယ်ကနေ American Creation နိုင်ရ continually view ဆုံးကိုရောက်ရှိနေတဲ့တော့ကောက်ပါကျတော့နဲ့ James Webb GWST နဲ့ create ဖို့ဆိုရင်ညာစီမလွေပင်နဲ့တနိုင်ပဲလုံးလေးလာနိုင်ဖို့အခွင့်အရေးရှိနေပါရဆိုကေအိန္ဒိယမှာ main ဆိုတာမေခွက်တခုပေါ်လာပါရရဂရိုမှာရိကဘာရလောက်များနေတဲ့တော့နဲ့တာရှိတိစာပဲ from တိုင်းလေးပေါ်နေကီလိုမီတာတရာကျော်နာပရိကေကုန်းမီလုံးဝနှိမ်ပါမရှိရရိကဘာဂရိမှာဇာပိုက်တဲတဝတီကနေရခွင့်မရှိဘဲနဲ့ဇာပိုက်သားခေါနေလေသမုဒ္ဒရာအောက်မှာအပူဆွမ်းအားတိကိုဇာပိုက်ထုံးနေလေဆိုတော့ကိုမိတ်စရာမေခွင့်ရှိပါရဆိုကေနောက်တစ်ချိန်မှာဆုံးခဲ့ပါဦး